အဲ့နဲ့လို့တင်ထားတဲ့ခါကျတော့ကျွန်တော်လည်းမကောင်းဘူးမင်းသားလည်းကျွန်တော်စိတ်ဆုံးလည်းစိုးအောင်စိုးနိုင်လိမ့်မယ်ဒါကလည်းပြောကျွန်တော်အဲ့စကားဘယ်လိုပြောမလဲအဲ့ယူလိုက်ခံစားနေရတော့မဟုတ်ဘူးပြောချင်လို့ပြောတယ်ဗျာပြောချင်တယ်ကောမမင်းသားနှစ်ပါးတော့ကနေချေဒီမှာဗီဒီယိုလေးဖိုင်တခုနဲ့တင်ထားတော့ပြည်သက်တို့ကတင်ထားအဲ့အောက်မှာ comment တခုကကျွန်တော်ရေးထားပါနော်ဆွေးမိုးပါတဲ့ရှိရဲမြည်ရအောင်လေပြလုံးလေးကောင်းမှပြတ်တော့ဘူးလေသူများဒီဆိုတော့နုတည်ရဆိုတော့သူများနှစ်ကတော်တော်အရာရောက်နေပြီဆိုပြီးတော့ပြောတာပြီးတော့အစိုးဆုံးချက်ပါလေဆိုစောက်ထုံးနဲ့ကွန်ဒီနဲ့ကျွန်တော်လည်းရှင်းပြီးပြောရအောင်နော်စောက်ထုံးနဲ့ကွန်ဒီကရန်တော်ရဲ့ရှင်ဦးနဲ့ရှင်ဦးကစောက်ထုံးနဲ့ကွန်ဒီတော့မတော်ဘူးကြီးလည်းမကြီးရဘူးလေအဲ့လိုလိုက်မရှင်းနဲ့ကျွန်တော်ကကွန်ဒီတို့စောက်ထုံးကိုကျွန်တော်လိုက်မပြိုင်ဘူးကျွန်တော်ညီကိုလိုနေတာရှင်းစရာအကြောင်းလည်းမရှိဘူးစောက်ထုံးတို့ကွန်ဒီတို့ကောင်းတယ်ပြောလို့လေကျေးဇူးတင်တယ်ပြောချင်ကျွန်တော်တယောက်တည်းပြောသိလားနော်ပြီးတော့ပြောလိုက်တယ်နီးစပ်တဲ့လူတွေပြောပြကြပါအောင်စပူးစားဘူးရွှေမိုးတော့ပြက်လုံးမပြက်ဘူးလုံးဝအဆင်မပြေဘူးမကြည့်ရဘူးလေတော့အဲ့လိုရေးရပါတော့အဲ့လိုမျိုးကျွန်တော်တို့ပြောနေတဲ့လူတွေကလေဟုတ်လားဝါရင်တပိုင်းလူရှင်တော်ကြီးကပြောတယ်ဆိုရင်လက်ခံတယ်နော်ဒီတက်စူးစမ်းဒီတက်ပို့ပြီးတော့လေစူးစမ်းပြချင်ဒီတက်လေဘုလုပ်ကြမလုပ်ပြချင်တော့လူရှင်တော်လောကရဲ့အနာယူပလိုက်ကျွန်တော်လူရှင်တော်နှစ်နှစ်ပဲရှိသေးတယ်ဒါပေမဲ့သူကကျွန်တော်ပြောနှစ်နှစ်ဆိုရအာနည်းတော့အမှုဟောလူမျိုးသားပြောတယ်အဲ့လိုပြောရဆိုကျွန်တော်တကယ်အဲ့လိုပြောရင်စိတ်ဝင်ကိုရမနေ့ကတက်တဲ့လုံးပြပြက်လုံးပြက်လာခဲ့ရတယ်ဘဒုမှလည်းရှင်ဟောမဟုတ်ဘူးနော်အဲ့လိုပြောလို့ကျွန်တော်ညီကိုရချင်ပြီးသားကျွန်တော်ပြက်ခဲ့တဲ့ပြက်လုံးတွေပိတ်သက်ရင်ထဲမှာဆွဲစီလားမဆွဲစီလားဆိုပြန်ကြည့်လိုက်သူများပါစပ်ပြန်မှာအများနဲ့ပြောနေရတယ်ကျွန်တော်ကတဲ့ကားကွာဆိုသူများကြီးလိုက်ကနေတယ်နော်ပြောချင်တာတခုကနော်အဲ့လိုမျိုးပြောပါနဲ့စိုးစောကျွန်တော်လာပြောရင်ကျွန်တော်အဲ့ကိစ္စကိုပြောမှာမဟုတ်ဘူးကျွန်တော်တယောက်တည်းကိုတဲပြီးပြောရင်သိလားအခုကကွန်သီးတို့ဇောက်ထူးနဲ့သူကသူနေတဲ့လူနဲ့ပဲလိုက်ရှင်မှာဘာလို့ရှင်လဲကျွန်တော်ညီကိုလိုနဲ့တခါမှမပြိုင်ဆိုင်ခဲ့ဘူးတယောက်ပြလုံးပြန်တယောက်စပိုးတင်ပေးတာကြီးစိန်ဝင်လည်းတခါမှမကွယ်ညီကိုတခါမှရမဖြစ်ခဲ့ဘူးစကားကပြက်အဲ့လိုမျိုးပေါ်လာကြည့်ဘူးလားမသိပါဘူးအဲ့မှာတိုက်ပြီးဒီပေါ်နဲ့ရှောက်ပြောဟာဘယ်လိုလဲအားလုံးပဲမင်္ဂလာပါစကားလေးနဲ့ပြောချင်လို့ဟိုတက်တော့မှာရွှေမိုးကဂျိုင်းနေဆိုပြီးတင်ထားလို့ပါအဲ့ဒါကိုနည်းနည်းလာဖြည့်ရှင်းတာပါတန်းရှင်းရှာလည်းမဟုတ်ပါဘူးတန်းရှင်းရှာစရာအကြောင်းလည်းမရှိပါဘူးအဲ့ဒါပါလေဆိုမနေ့ကပြူးလေးမှာကျွန်တော်ဒုတိယရက်မှာမိုးရမ်းရွာရဲ့အချိန်မှာကျွန်တော်ပစ္စည်းဆိုမှဆိုလို့ဆိုပြီးကျွန်တော်နေရာကိုကျွန်တော်သွားကြည့်ရခရင်များပဲကျွန်တော်တေချာလုံနေတဲ့အချိန်မှာအော်မပိတ်သက်တွေကကျွန်တော်တွေ့သွားတယ်ပေါ့နော်တွေ့သွားချိန်မှာဆွေးမိုးဆိုအော်ပြီးတော့တဖုံရိုက်ချင်းကိုလာပါဆိုအသေးအံခေါ်လို့ကျွန်တော်ကသွားလိုက်တယ်ပေါ့နော်သွားလိုက်တော့မသွားရင်လည်းကျွန်တော်ကရိုက်ကြမယ်အဲ့တော့ကျွန်တော်သွားလိုက်ကျွန်တော်ဇက်စင်ပေါ်မှာတဖုံရိုက်နေတဲ့အချိန်မှာအမတယောက်ကတက်လာပြီးတော့ကျွန်တော်နင်တို့ပွဲမကားပြီးဘယ်လိုလုပ်မှလဲရန်တွေ့သွားတာကသူပြီးတော့ကျွန်တော်ကသူ့ရန်တွေ့ရသူပြောသူကျွန်တော်ပြောစတိုင်းကိုကျွန်တော်လုပ်ပြနင်တို့အဲ့ဘယ်လိုလုပ်မှလဲနင်တို့အဲ့မန်နေဂျာခေါ်ပြီးမင်းသားကိုခေါ်ပြီးနင်တို့အဲ့လိုလုပ်လို့မရဘူးနင်တို့ပတ်စံပြန်အဲ့ဆိုရိုင်းနေပါသူကြီးပဲရန်တွေ့သွားတာပါတော့ကျွန်တော်သူ့ကိုဆဲတာလည်းဘာတစ်ခုမှမပါဘူးစောင့်နေနိုင်တာလည်းဘာတစ်ခုမှမပါဘူးကျွန်တော်သူ့ကိုကျွန်တော်ခေါ်ပြီးလို့မရဘူးအမကဘာဖြစ်လို့ကျွန်တော်ရန်လာတွေ့နေရလဲဆိုပြီးတော့ကျွန်တော်ပြောလိုက်မိတယ်အဲ့ဒါပါအဲ့ဒါကိုသူကကျွန်တော်ကိုဟိုလိုင်းမဝင်တင်တာကျွန်တော်ကရိုင်းနေကျွန်တော်ရိုင်းမှုနေတာမှကျွန်တော်ဘူးမှမရိုင်းပါဘူးเนาะပြီးတော့မင်းကလေးတယောက်နဲ့ရန်တူးဖြစ်အောင်လေကျွန်တော်အဲ့လောက်တိအောက်တမ်းမကြပါဘူးဘဝမှာအကြောက်ဆုံးကမင်းကလေးနဲ့ရန်တူးဖြစ်ရမှာအကြောက်ဆုံးပါအဲ့တော့အခုပြောရဲဆိုတာကလေကျွန်တော်တင်ထားတဲ့အမကိုလေကျွန်တော်စိတ်မဆိုးပါဘူးကျွန်တော်ပြောတယ်မပြောဘူးဆိုတော့သူအတိဆုံးပါเนาะအဲ့နာအမရောပြောတာတော်ဆိုပြီးကျွန်တော်ဘာမှလည်းမပြောဘူးအဲ့နဲ့ကျွန်တော်အောင်ဆင်းသွားလိုက်တယ်ဆင်းသွားပြီးကြောင်းကြောင်းနဲ့အမှန်ပြောမှဆိုရင်ကျွန်တော်ပိတ်သက်ရှိသွားတာလည်းမဟုတ်ဘူးပိတ်သက်တွေကခေါ်လို့ပေါ့နော်ခေါ်တဲ့အတွက်တပုံရိုက်ချင်တယ်ဆိုလို့ဘွဲရလည်းမကားပြောသူတို့တပုံရိုက်ချင်တာဒါလေးတော့ငါလှုပ်ပြီးလိုက်မယ်ဆိုရယ်စိတ်နဲ့
ကျွန်တော်စင်မော်တက်သွားတာပါတက်သွားရဲဆိုတာသူတို့ခေါ်လို့ကျွန်တော်သွားတယ်အဲ့ဒါကိုကျွန်တော်ကအောက်ဆင်းပြီးရန်သွားတွေ့တာမဟုတ်သူကိုယ်တိုင်ဇက်စင်မော်ဒီတက်လာပြီးတော့ကျွန်တော်ရန်လာတွေ့ရပါအဲ့ဒါကိုဘေးနားမှာတချို့လူတွေတွေ့ပါတယ်ပြီးတော့ကျွန်တော်ဆရာကိုစူပါလည်းဘေးနားမှာရှိပါတယ်အဲ့ဒါကိုအဲ့လိုရိုင်းနေလို့တင်ထားတဲ့ခါကျတော့ကျွန်တော်လည်းမကောင်းဘူးမင်းသားကလည်းကျွန်တော်စိတ်ဆိုးနေဆိုးအောင်ဆိုးနိုင်လိမ့်မယ်မကောင်းဘူးဗျာမဟုတ်ဘဲနဲ့အဲ့လိုတင်တာကြီးကြတော့အဲ့ဒါလာပြောတာပါရိုင်းနေမြန်လို့ဆိုတော့ကျွန်တော်ဆရာကိုစူပါရှိပါတယ်ကျွန်တော်သူ့ကိုဆဲလဲမဆဲဘူးဘာမှမပြောကျွန်တော်သူ့ကိုပြောခဲ့တာတခုံးပဲရှိပါတယ်အမကျွန်တော်ဘာဖြစ်ကြံလာတွေ့နေအဲ့ဒါကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်ကပွဲကားမဲ့တောင်းပဲရှိတာအဲ့ဒါကမန်နေဂျာကလည်းပြောမှဆိုရင်လိုင်းပေါ်မှာအကုန်လုံးတင်တာဒီညပွဲမကားပြောတော့တကောအကုန်လုံးသိရပေါ့နော်မသိရလူတော့မသိဘူးပေါ့ဘာလို့ပဲဖြစ်ဖြစ်ကျွန်တော်ရိုင်းနေလို့တင်ထားလို့ကျွန်တော်ဒါလို့လာရှင်းပြပါအဲ့လိုအမပါလေကျွန်တော်တောင်းမှမှာလေအဲ့အမောက်လေကျွန်တော်တောင်းမှမှာလေကျွန်တော်ရိုင်းလို့ဖြစ်သွားရဆိုရင်လေ